Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်တစုံတစ်ယောက်ရဲ့အသက်အရွယ်ကိုမေးမြန်းခြင်းတရုတ်စာမှာအသက်အရွယ်မေးမြန်းပုံ2မျိုးရှိပါတယ်ပထမဆုံးနဲ့အသုံးအများဆုံးအသက်အရွယ်မေးမြန်းပုံကတော့တောတာဆိုတဲ့စကားလုံးနဲ့ဖြစ်ပါတယ်တောတာဆိုတာဘလောက်ကြီးပြီလဲဘလောက်ရှိပြီလဲလို့မေးတာဖြစ်ပါတယ်ဒါကြောင့်တစုံတစ်ယောက်ကိုအသက်ဘလောက်ရှိပြီလဲလို့မေးချင်ရင်နီတောတာလို့မေးလို့ရပါတယ်အကယ်လို့သူ့ရဲ့အသက်ကိုအတိအကျမေးချင်တာမျိုးဆိုရင်နီ今年多大သင်ဒီနှစ်အသက်ဘလောက်ရှိပြီလဲလို့အတိအကျမေးနိုင်ပါတယ်အသက်အရွယ်မေးပုံဒုတိယတစ်နည်းကတော့ကြည်ဆွေနဲ့မေးခြင်းဖြစ်ပါတယ်ကြည်ဆွေကဘယ်နှစ်လဲလို့မေးတာပါပိုပြီးတိကျတဲ့မေးပုံမျိုးပါဒီလိုမေးပုံမျိုးကိုပုံမှန်အားဖြင့်ကလေးတစ်ယောက်ရဲ့အသက်ကိုမေးရမှာသာအသုံးများပါတယ်မေးခွန်းစကားလုံးကြည်ကိုသင်ခန့်မှန်းထားတဲ့ကိန်းဂဏန်းကငယ်တဲ့ဂဏန်းဖြစ်နေတဲ့အခါမှာအသုံးပြုပါတယ်ဒါကြောင့်ကလေးတစ်ယောက်ရဲ့အသက်ကိုမေးမယ်ဆိုရင်နီးကြည်ဆွေသင်အသက်ဘယ်နှစ်လဲလို့မေးရပါမယ်သို့ပေမဲ့ကိုနဲ့ရွယ်တူသို့မဟုတ်လူကြီးတစ်ယောက်ကိုထက်အသက်အရွယ်ကြီးသူကိုမေးမယ်ဆိုရင်တော့နီတောတာဆိုတဲ့မေးခွန်းပုံစံနဲ့မေးတာကပိုပြီးသင့်တော်ပါတယ် Mandalorian Chinese ကို download ဆွဲလိုက်ပါပေးထားတဲ့ကုတ်ကိုအသုံးပြုပြီးတော့အခမဲ့သင်ခန်းစာတွေကိုတောက်ဖွင့်နိုင်တဲ့အပြင် application ထဲမှာလည်း point 100ရရှိအောင်မှာဖြစ်ပါတယ်